ကဲဒီမှာကျွန်တော်ရေကျော်ကြီးကြီးပါကြွားတော့ကြည့်ပါနောက်ဘက်ပင်လည်းပြည်ပြပြီးတော့ဗျာအိမ်တွေလည်းမြုပ်နေပါပြီဥမာအပေါက်ကလေးနဲ့ပါဥမာကြည့်အောင်ဘုတ်တော်ကလေးနဲ့ထိုင်ပြီးတော့မြုပ်နေပြီအိမ်တွေမြုပ်နေပြီခင်ဗျာကဲဘုံကလေးမြုပ်နေအရာကြီးရအောင်စုကနောက်ရေကျော်ကြီးကြီးပါအိမ်လေးလေပါဗျာမကြည့်ပါကြည့်ပါရွာကြီးရတယ်ပြောအခုပင်လည်းပြည်ပြနေပါပြီခင်ဗျာရွာပင်လည်းပြည်ဖြစ်ပါပြီလို့ဟိုမှာကြည့်ပါကျွန်တော်တို့ရွာကြီးကပင်လည်းပြည်လို့ဖြစ်ပြီးတော့အကောင်လုံးမြောက်နေပြီဥမာကဲကျွန်တော်တို့ဒီမှာတာဝန်ရှိတဲ့လူတွေရတယ်ပြောလိုက်တာပြောတော့ကဲဆက်ပေးနေပါလားခင်ဗျာမြင်အောင်ကဲဥမာကြည့်ပါကျွန်တော်တို့ဟိုသားရွာကြီးကပင်လည်းပြည်လို့ဖြစ်နေပါပြီခင်ဗျာကဲဒီမှာအိမ်ကပြောနေပါပြီလို့ကျွန်တော်ဒီမှာလိုက်ပြန်ပြီးတော့ဗျာကလေးတွေလူကြီးတွေမရှိတော့တော့ပုံမြင်တဲ့နေရာကိုပုံဝင်နေပါလေကဲဒီမှာကျွန်တော်တို့ပါဒီလိုဖြစ်နေပါခင်ဗျာကဲကျွန်တော်တို့လိုက်လာပြီးတော့ဒီမှာကျွန်တော်ရလူတွေကိုကဲဆဲနေပါခင်ဗျာဒီမှာကြည့်ဟိုရေဘက်တော့ရတယ်လေးပါခင်ဗျာဒီမှာအေးမြောက်ပြီးတော့ခဲထက်ခိုးလေးပေါ်မှာတက်နေပါလားခင်ဗျာဒီမှာအေးတဝက်ကြီးများတော့မြုပ်နေပါပြီဗျာဟိုမှာပင်လည်းပြီးပြည့်နေပါလေလေအမြေကြီးရလေးပြောဗျာကဲဘုကလေးမြို့တဲ့အေးအကျေးရအောင်ဆိုရေကျော်ကြီးကျေးရွာလေးပါခင်ဗျာဒီမှာကြည့်ပါဒီရဲရွာကိုကြည့်ပါဗျာဒီမှာအိမ်လေးတွေအကုန်မြုပ်နေပါလေဗျာနောက်ရေကျော်ကြီးကျေးရွာဒီမှာရင်းကြီးလို့ဖြစ်နေပါဗျာဒီကလည်းမြုပ်ပါပြီ